မင်္ဂလာပါရှင်ခုဖတ်ပြပေးမှာတော့ဆ iam မခိခိထုရဲ့ဖက်စေကုန်းတော်ရွှေဝတ္ထုတူများစာအုပ်မှဝတ္ထုတူများကိုဖတ်ပြပေးပါမယ်ဂျိုဒန်ကိုเจ้าညီဟာတက်ပြေပေါ်မှာပဲပဲနေနေကြီးထည့်ချလိုက်တယ်တနေ့ကိုတရွရွပူထားတဲ့တဲတွေဟာရေတပည့်ဆိုနေတဲ့ကိုเจ้าညီရဲ့ပစိုးရည်ဆိုးကိုဖောက်ပြီးပူနေသေးတယ်ဒါပေမဲ့ကိုเจ้าညီမှာပူချေအေးချင်းရဲ့တို့ဘာခါစားချမ်းမှရှိဖို့မရဘူးညီကြီးကြီးစပေတွေအုပ်နေတဲ့နရွက်ကြားကဆေးလေးတူတူမိညိပြီးအေးအေးဆေးဆေးပဲဖွာလိုက်လို့ကိုเจ้าညီဖွာလိုက်တဲ့ရက်ခနဲတက်လာတဲ့ဆေးလေးမိစကိုကြည့်ရင်မနဲ့တို့ကသူပြစ်လိုက်တဲ့ကိုချက်ကိုပြပြီးတတိယလီရဲ့မနဲ့ကသူပြစ်လိုက်တဲ့ကိုဟာရေပြေပေါ်ကိုရွှဲခနဲပုံကျသွားတာမှတကယ်ကိုဝဲဆက်ကြီးခဲသီးတွေကလည်းမညိဘူးကိုလည်းမထက်ဘူးဒါကိုပဲကိုเจ้าညီသဘောကျနေတာကိုထဲမှာငါမပါလေးကိုချက်ကြအောင်ပြစ်တက်တာကိုကငါဖာသမားတယောက်ရဲ့အရေးချေတစ်ခုမဟုတ်လားဒါကြောင့်လဲကိုเจ้าညီတယောက်သူ့ကိုယ်သူအကျဉ်းနဲ့ကြီးကျဉ်းနဲ့နေတာပေါ့အဲ့ဒီကိုချက်နေငါပေးတာစီငပတ်ကြီးတကောင်ဖမ်းမိခဲ့တာထက်ကိုသူ့ကိုချက်ဝက်ဆက်ကြီးကိုသူကျဉ်နဲ့နေတာကပိုသေးတယ်ဒီထက်ကျဉ်နဲ့တာကသူ့စကြက်ကိုတစ်ဖက်တဲကကိုလဆောင်မတိသေးတာပဲအဲ့ဒီနေရာကိုမနစ်အဆောင်ကြီးကလေးကသူစပြီးတွေ့ခဲ့တာပေါ့မြစ်ကမ်းပတ်ချေတနေရာမှာငါးတွေပစိုးတွေအုပ်ဖွဲ့ကျင်ဖွဲ့နေတတ်တဲ့ကလေးပေါက်ကြီးကိုသူစတွေ့ခဲ့တော့ကပေါ့သူစိတ်ဝင်စားလာတာမဟုတ်ပါဘူးသူတို့လိုကိုသမားတွေအတွက်ညုံသမားပိုက်သမားတွေလိုငါနှုတ်ပေါက်ကလေးတွေပစုံနှုတ်ပေါက်ကလေးတွေကိုငါလို့ဖတ်ချင်ကြတာမှမဟုတ်ပဲကိုသမားဆိုတာကငပတ်ကြီးတွေငါချောင်းကြီးတွေငါဥတုံးကြီးတွေကိုကိုရက်ထဲပါအောင်ဆွဲချင်ကြတာကလားဒါမှလည်းကိုသမားဆိုတဲ့ကိုသိခါရှိတော့မှာပေါ့ငယ်စီရဲလောက်ငဖယ်အောင်လောက်နိကိုသမားလှုပ်ချင်လို့မကောင်းဘူးလေတခါလာဖြစ်ငါကြီးငါကောင်းတလက်ဖန်ဘူးရဘူးဘာမှဒါကိုသမားကိုเจ้าညီကတော့ကိုသမားပြည်တော့မကတော့ပါဘူးကိုပါတော့ရစ်နေပြီကိုเจ้าညီလို့တော့ခေါ်နေကြပြီပဲဒါကြောင့်မနေ့တို့ကတွေ့ခဲ့ရတဲ့ကလိုက်ကြီးစီကိုဒီကနေ့တစ်ခေါက်ထက်သွားခဲ့ရတာပေါ့ညစ်ရီပေးပေါ်မှာလေဖြူကလေးရှက်တက်ပြေးသွားတော့ရေကရက်ကလေးတွေကအရာထေတဲ့ဆိုယိုကလေးတပို့ထလို့ပလုံကလေးတွေတော့စီနေလိုက်သည်ဒါဆိုရင်ငါးကလေးတွေပစိုးကလေးတွေတိုးနေတဲ့သဘောဒါပေမဲ့သူတစ်ဖက်ကိုလေဦးမလက်ခင်လေးမှာပဲပွက်ခနဲ့ထပ်ပွက်လိုက်တဲ့ရေကရက်ကြီးကိုသူတေးချာမြေလိုက်တယ်လေကိုညင်တာကလေးလော်ရင်ကိုအတာမပြီးခဏဆောင်နေလိုက်တယ်ရေအောက်မှာလက်ကလေးတွေတို့ကကွင်းကရေရက်ကလေးတွေထလာတော့မှတေချာသွားပြီလို့တွက်လိုက်တယ်ဒါဇက်တူသားစားတက်တဲ့ငါကြီးတကောင်ဆိုတာကိုเจ้าညီအထက်တွေးလိုက်ပြီးသားကိုရဲ့သုံးမို့တဘိုလောက်ကိုဘယ်ဘက်တထောင်နဲ့ချင်မြောက်ထားပြီးကြားတဲ့သုံးပုံနှစ်ပုံကိုညာဘက်လက်နဲ့အသာဆွဲယူတယ်ပြီးတော့ကြရက်ထနေတဲ့နေရာစီကိုရွှဲခနဲ့အုပ်ချလိုက်တယ်ကိုအနားတွေကရင်မြေပြေပေါ်မှာလပဝဆက်ကြီးပိုကျသွားလေရဲ့တအောက်ကလေးပါပဲသူ့လက်ထဲမှာကင်ထားတဲ့ကိုထိပ်ပိုင်းဟာတဆက်ခါလာတယ်ရေပေါ်မှာရှိနေတဲ့ကိုစတော့ဒီလောက်ခါနေရင်ပဲ့ထဲမှာရှိနေတဲ့ငါကတေးကွေးတော့မဟုတ်နိုင်ဘူးဆိုတာကိုเจ้าညီရဲ့လက်ကတီးတယ်အာယိုခါစားမှုနဲ့တီးတယ်ထိန်တဲ့အတိုင်းပါပဲငါပေးတာနီလောက်ရှိတဲ့ငပတ်ပူဖွေးကြီးတကောင်ကိုเจ้าညီဖားခဲ့မိတာပါပိုက်ထဲမှာတစ်ဖြက်ခါယိုးနေတဲ့ငပတ်ကြီးကိုမိပြီးခါမှရှော့ထွက်မသွားအောင်ကိုเจ้าညီခက်ရခက်စစ်ဖားယူခဲ့ရသေးတယ်ဒီလိုအကောင်တွေကတိတ်အကီးပါနေမဟုတ်လားကိုကွက်ကစစ်ပေမဲ့ဘယ်နေရာရှော့ထွက်ရင်ရနိုင်မလဲဆိုတာတင်တို့ကလည်းသိတယ်ရေထဲမှာတော့ဒီလောက်အကောင်ကြီးအောက်နေနိုင်တဲ့တတဝါပေပဲဒါပေမဲ့ဒီတချီတော့သူ့ထက်အတွေ့အကြုံကြီးတဲ့ကိုเจ้าညီနေတွေ့သွားတော့ငပတ်ခမြောင်လေဝါတဲမှာဖြက်ကိုလူးလို့ကိုเจ้าညီကကိုထဲကနေတတိနေထုတ်ပြီးလေကက်ကြတဲ့ဖိပြစ်လိုက်တယ်လင်ချပြေကို
မကြီးကြီးနဲ့တဖြတ်ဖြားခါရက်နေလိုက်တာမှလေးဝါတော့ကွဲသွားမလားမှတ်ရတယ်ဒါပေမဲ့ကိုเจ้าညီကလေကိုတောင်ဆက်ကခတ်တွတ်ကလေးလောင်သွားပြီးသူ့မိမမကြော့လက်ထဲအဲ့လက်တော့ဒီအကောင်ကိစ္စချောပြီပေါ့ဒီငပတ်ကြီးကိုခရောင်းထက်ပြီးမှအရှိဘက်ကမ်းမှာရောင်းဖို့လေလော်ကူးသွားတဲ့မကြော့မျောရတာတော့နှိဝဲကြိုးခဲ့ပြီးပေါ်မလာသေးဘူးကိုเจ้าညီကတော့မကြော့ကိုမျောတယ်ရဲ့လို့လည်းမဟုတ်ပါဘူးဒီလိုငါမျိုးကတေချာပေါ့အယောသွတ်တာဈေးကောင်းရတာသူတိပြီးသားပဲဒီတော့တက်ပြေပူပူကြီးပေါ်ပပနေနေကြီးထိုင်ဆစ်လစ်ဖွာရင်သူစစ်ကူနေသူကက်ဆက်တစ်လုံးမျက်စိနဲ့မြင်ကြည့်နေမိတယ်ကိုเจ้าညီကက်ဆက်လိုချင်တာကြပြီလေဒီတခါတော့ဝယ်နေလောက်ပါရဲ့ကက်ဆက်ဝယ်ဖြစ်ရတော့လားကိုเจ้าညီပြုံးနေကိုเจ้าညီတယောက်ကက်ဆက်တစ်လုံးလိုချင်နေခဲ့တာတော်တော်ကိုကြာဆိုသူနေတဲ့နေရာကလေးမှာကက်ဆက်ကလေးတစ်လုံးကတော့ရှိကိုရှိတဲ့နဲ့လို့ကိုเจ้าညီထင်တယ်လေသူတို့နေတဲ့နေရာကလေးဟာအေယာဝါရီမြစ်ရဲ့ဟိုဘက်ကဒီဘက်ကနဲ့မနီးတဲ့ရေလေကောင်ကတောင်ကျိုးကလေးတစ်ခုဆိုပါတော့တောင်ကျိုးလို့သာခေါ်ရတာပါတကယ်တော့အေယာဝါရီမြစ်ကြီးတဲ့ကြောက်ပြေကလေးတစ်ချက်ချထားသလိုဝိုင်းမုတ်ကလေးပေါ်နေတဲ့တိုင်းခေါကတို့လေးပါအဲ့ဒီတဲခေါတို့ပေါ်မှာကိုเจ้าညီတို့တဲတငါကလေးရဲ့တငါတဲကလေးရဲ့ကိုလဆောင်တို့တငါတဲကလေးရဲ့ဒီတဲကလေးနှလုံးပဲရှိတယ်ဘေးပပတ်လည်းမှာတွေ့စီးနေတဲ့ညင်ရီပြေးကျဲကြီးပဲရှိတယ်ကန်းနှစ်ဖက်တော်တော်ဝဝေးစီမှာရှိတယ်ကိုလဆောင်ကလည်းကိုเจ้าညီကိုသမားပါပဲတီးတော့သူတို့နဲ့အစီပြေရာတောင်ကရုံးကလေးပေါ်မှာတဲထိုးပြီးနေကြရတဲ့ဘဝတူတွေပဲဆိုပါတော့တဲကရုံးဆိုတာမျိုးကလည်းနေရာအတိအကျရှိတာမျိုးမဟုတ်ဘူးလေဒီနေ့ဒီနေရာမှာပေါ်ပေမဲ့နောက်နေ့ကျဟုတ်ချင်မှဟုတ်တော့တာရေထဲမှာရှိတဲ့နေရာဆိုတော့မရေရတော့ဘူးတီးတော့တဲကောင်တို့ကလေးကိုပေါ်ရနောက်ကိုသူတို့နေ့စီလိုလိုက်ကြရတယ်ကနာတစ်ပေမှမြဲချင်မြဲဦးမယ်သူတို့ရဲ့တောင်ကရိုးကလေးကတော့မမြဲဘူးတခါတလေများအေယာဝါဒီမြစ်ကြီးကသူတို့အတွက်နေရာကလေးတနေရာစားတော့သဘောထားကြီးမထားနိုင်ပဲလောဘကြီးချေကြီးနေတဲ့တလူတခါတလေကြပြန်တော့လေအေယာဝါဒီကသူတို့အတွက်ငါတွေဝက်ချေဝက်ထားတက်ပြန်ရောဒီနေ့တော့အေယာဝါဒီကသူတို့အတွက်နေသားတကြတောင်းခေါင်တို့ကလေးတစ်ခုမွေးဖွားပေးခဲ့ပြန်ပြီဒီတော့လေကိုเจ้าညီနဲ့ကိုလဆောင်တို့တန်နာနီချေမိတ်ဆွေဖြစ်ခဲ့ကြတာပေါ့အစကတော့သူတို့တယောက်ကိုတယောက်ကူညီဆော့ရှောက်ခဲ့ကြပါသေးတယ်တယောက်ဟင်းတယောက်စားတယောက်သွားတယောက်လိုက်နဲ့အစီပြေခဲ့ကြတယ်ပြောပါတော့အလုတ်တူဘဝချေတူတွေကိုဆင်းရဲသွားကြမှာငတ်သွားကြမှာလည်းမကြောက်ကြဘူးသူတို့အတွက်ဆင်းရဲတာဘာမှမဆန်းဘူးဒါပေမဲ့ထူးဆန်းတာကသူတို့မှာတူဦးကကိုထက်ပိုပြီးရှိသွားမှာကိုတော့ကြောက်ကြတယ်ဒီတော့တစ်ဖက်ကိုတစ်ဖက်စောင်းငဲကြည့်ရင်နေမတိမတာဝတူမှုကလေးကင်းအောင်လာခဲ့တာတိတ်မကြလာသေးဘူးကိုเจ้าညီကကိုပြစ်ကောင်းတယ်လို့ကိုလာဆောင်ကလည်းအီယာဝါနီမြစ်ကြီးကိုနောက်ကျော်နေတတ်တယ်ဆိုတဲ့လူတစ်ယောက်ပါပဲမြစ်ကြီးအတက်အကျကိုကြည့်ပြီးငါရှာတက်တယ်ကျမဆွဲရင်ငါတွေဘလို့ကြတက်တာရေတိုးငါတွေဘလို့မြူတက်တာကိုလာဆောင်သိတာပဲဒါပေမဲ့ကိုเจ้าညီကိုမပြောဘူးကိုเจ้าညီကလည်းသူကိုပြည့်ပညာထဲကတိရကောင်းရာကလေးတွေလှုပ်ဝက်ထားတတ်တယ်ဒါပေမဲ့ညနေစားလို့တစ်ဖက်ကကိုလင်းနစ်ကူပြီးအရက်တောက်ကြဒါကြတော့အတူတူဖြစ်နေပြန်ရောညတဲ့တဲနှလုံးကြကတဲမြေပေါ်မှာရောက်တဲ့ရရာစကားတွေထိုင်ပြောကြတော့လဲတွဲပါပဲလူမနီသူမနီရေပြေကြကတိစစ်နေရကလေးအတွက်ကဆက်ကလေးတလို့လိုချင်နေကြတဲ့ဆန္ဒကလည်းဒီနေရာမှာထက်တူပါပဲအဲ့ဒီကဆက်ကလေးကိုတယောက်ကအရေးစဝဲဖြစ်လိုက်မှာစိုးရိမ်နေကြတာကလည်းတဘောတည်းပါပဲဒါကိုတိလို့ကိုเจ้าညီကဆက်ကိုအလေးအများနဲ့အယူမူလိုချင်နေခဲ့တာပေါ့သူမိမကြော့ကိုယ်တိုင်ကလည်းဝိုးစားဖို့အတွက်ဘာတစ်ခုမှမပူစားပဲကဆက်တလို့သာဝယ်ပေးဖို့ပူစားနေခဲ့တာအကြေပေါ်မနေတော့ဘူးမကြော့ကတချင်းဆိုလို့ခလေး6တေးကလေးတော့ညီတက်တာမဟုတ်ပါဘူး
ဒါတစ်ဖက်တက်ကကိုလာဆောင်ရဲ့မိမမလစင်ကိုကြွားချင်တာတက်တက်ပဲဆိုတာကိုကြောက်ညီအတက်တည်တယ်ဒါကြောင့်လဲမကြောက်အလိုကိုဖြစ်ချင်နေမိတာကလည်းပါတယ်မကြောက်ပြန်လာတော့နေတော့အတော်ဆောင်းနေပြီအနောက်မိုးကိုဆက်ဝဲစီကတဖြည်းဖြည်းငိုက်ဆင်းသွားတဲ့နေလုံးရဲ့လင်မွန်နီအယောင်အသွေးတွေကရီပြေပေါ်မှာဗရမ ्या ရင်တွေဖြားကျထားတယ်ကိုကြောက်ညီရဲ့အတွေးထဲမှာတော့တိုတေးဆိုးအောင်ရဲ့တချင်တွေပေါ့မကြောက်ပြန်လာတာကိုတော့မသိနိုင်လောက်အောင်လေတဖြူဖြူတဲတော်ကန်းနှစ်ဖူးမှာကိုကြောက်ညီတယောက်ပလန့်လန်ရဲ့ကြီးအိပ်ပျော်နေတယ်ကိုကြောက်ညီမကြော့ကတဲပေးနာမှာဆောက်တဲ့နှုတ်ဆုတ်ကလေးကိုတော့ကောက်မချီအားသေးဘူးကိုကြောက်ညီရှိရာတောင်ဆက်ကိုအပြေးကလေးသွားပြီးကိုကြောက်ညီကိုလွတ်နုံနဲ့အိမ်မက်မှာကက်ဆက်အကျန်ကြီးဖွင့်နေတဲ့ကိုကြောက်ညီတယောက်မကြော့ကခလုတ်ကို6ခနဲ့ပြလိုက်တော့အိမ်မိုးဆိုးဖွားနေထလိုက်တယ်ဟေးမကြော့ပြလာပြီလားမကြော့ကပါးစပ်ကမဖြေပဲခပ်ပြပြကြီးလုံရင်ရေဘက်ကြားထဲက900နာတွေကိုထုတ်ပြပြီးအဖြေပေးလိုက်တယ်ကိုကြောင့်ညီမျက်နှာကြီးဝေးထေသွားလိုက်ပိုကနေလုံးကြီးကတော့အရှိုးပေးရလောက်ပါရဲ့ဝါသာအာရနေမကြော့လက်ထဲကပက်ဆန်တွေကိုလိုက်ယူပြီးတဲတဲကိုအပြေးဝေသွားတယ်နောက်ခေါင်းအိုးချုပ်ရိုးထဲလက်ရှိုဆမ်းပြီးအရေကထက်ထားတဲ့ငွေစကလေးတွေကိုထုတ်ရင်တယ်မို့တွေကတဲကလေးထဲမှာလွေလို့မကြော့ကကိုကြောင့်ညီဘေးမှာတင်းပြင်းတွေခွေထိုင်ပြီးခလေးပစက်ကိုနှုတ်တိုက်ရေးကြည့်လို့ပြီလားကိုကြော့ညီကမျက်မှောက်ကျုပ်ပြီးစဉ်းစားဟာပြုတယ်တော်တော်နဲ့အဖြစ်မပေးတော့မကြော့ကအမလို့အမရနေကိုကြော့ညီလက်ထက်ကငွေတွေကိုဆက်ခနဲလို့ပြီးကိုလည်းရည်တယ်ရေခွေတဲကခလေးကအာဝေခွေကြမဖြစ်သေးပဲအစာကိုဟိုဟိုက်တီဟဲ့လုပ်ရေးဒေါသတကြီးတစ်ချက်ကောက်ထုံနေဒါကိုမကြော့ကငွေအရေးပြက်ရပါမလားဆိုပြီးခလေးရဲ့တင်ပါကိုဖြက်ခနဲတစ်ချက်ချလိုက်တော့ခလေးကဝါခနဲငိုတော့တာပဲဒီဘက်တဲကလေးမှာခလေးငိုတာစီစီညာနေတော့မှဟိုဘက်တဲကကိုလတ်ဆောင်မင်းမကမလတ်စီတယောက်ကတော့တနေ့လုံးရောက်မကုန်ခဲ့တဲ့ငပြေးတောက်တွေကိုခြေဖောက်နေတယ်သူ့ယောက်ျားကိုလတ်ဆောင်ကိုစစ်တူတူနဲ့ငါးချေးတွေတပြည့်ပြည့်နဲ့ညှစ်ထုတ်နေလိုက်တာငကိုကနွမ်းရင်းနေတဲ့ငါဖြေတောက်ကလေးတွေဆိုတော့ဖြော့ဖက်လို့မလတ်စီသဘောကတော့ဒီငါးတွေကိုကိုအောင်ဆောက်ရောက်ခက်ချင်တာပါ50ရလဲနဲတာမက်လို့ဒါပေမဲ့ကိုလဆောက်ကတကြီးကြီးလေလစီငါတို့ဘက်ကသွားเสียရှိသေးတယ်နေ့ကိုဆောက်မပေးနိုင်တော့ဘူးဟာကြိုရလေးနဲ့တာပြန်ခဲ့တော့ဆိုတော့မလစီမှာကူရိုဆက်လီနောက်ဆိုခေါက်နေအပြင်းအလွှားပြန်ခဲ့ရတယ်ဟိုဘက်တဲကမိကြော့လီကျိုးကိုတော့အမြင်တာဒါပေမဲ့မနဲ့တော့ကမြေလိုက်ရတဲ့သူ့ပြက်ထဲကငဘက်ကြီးကြောင့်မိကြော့လီနေမပြတ်ချင်တော့နာအပြန်လေးပေါ်မှာငဘက်ကြီးရောက်ရတဲ့ငွေကလေးတပြပြလှုပ်ရင်ကြွားနေမှာကိုမခံချင်လို့တဲ့ဆက်လီကို15ကျက်ပေးစီလိုက်လာခဲ့တာလေလစိန်နှစ်ယောက်ကြာလဆောင်ရောဟာအနောက်ဘက်ကန်းတဲ့တော်ရီနေ့လေကလေးကကူးသွားတာပဲဟုတ်လားဒါဆိုငါလိုက်သွားအောင်မယ်ကိုကြောင့်ညီကလေကလေးနဲ့အနောက်ဘက်ကန်းကိုကူးလိုက်သွားတယ်မြင့်ရီပေါ်မှာခဲနာရောင်ရေလက်ကလေးတွေတလွတ်လူလို့မကြခင်မောင်တော့မယ်လက္ခဏာမျိုးနဲ့ကောင်းကင်ကြီးတစ်ခုလုံးမုံရီလို့လာပြီးမကြော့ကတဲ့ပြေးထွက်ရေးတစ်ဖက်တဲကိုလက်ကြည့်လိုက်တော့မလှစေတယောက်ငါးကြီးတွေဖောက်နေတာတွေ့လဲရတယ်မလှစေတို့ကတော့ငါစားရတော့မယ်ဆိုတဲ့အတွေ့နဲ့ပီတိကလေးတော်ဖြစ်သွားရသည်ပီတိကမလှစေတို့ငါဟေးစားရလို့ဖြစ်ပေါ်တဲ့စေတနာပီတိမဟုတ်တာတော့သိကြတယ်ဘာလို့လဲဆိုတော့သူတို့ဒီမှာရေထဲကငါးတွေသာဖမ်းရောက်နေကြတာငါကုံမငွေရမယ်မဟုတ်လားငါမကုံတော့ကိုဟာကိုချက်စားယူကလွယ်လို့ဗာတိုက်နိုင်မှာတဲ့လေတီးတော့တငါတဲ့ငါစားရတာဟာကိစ္စကမဟုတ်ဘူးလေသူ့ကိုမကြော့လန့်ကြည့်နေတာမြည်တော့မလတ်စီရီထဲအောက်သွားရတယ်လက်ထဲကငါးစလိုကိုထမင်းအိုးအဖိုးပေါ်ခွက်ခနဲ့ပြစ်ချရေးဟေးအင်းကတင်တာတော့အရီတို့ကနဲ့ကိုမတူတော့ဘူးဒီရောက်မှအပေါင်းအသေးဖြစ်တာဒီတင်ပြက်စီနေတာနဲ့ဆိုလိုက်တော့မကြောက်တကူလို့ဆက်ခနဲ့မတ်သွားတယ်အပေါင်းအသေးဖြစ်တယ်ပြောရအောင်ဒီလောက်ခေါင်းတူကလေးပေါ်မှာသူနစ်ကိုနစ်နှစ်ယောက်တည်းရှိတာကမှဒီတဲကလေး
နေတဲ့မိသားစုနှစ်ခုတည်းမဟုတ်လားဒီမှာလစေညီစကားပြောရင်ကြည့်ပြောပါ၏စောင်းလားချိတ်လားမလက်ပါနဲ့အလိုတော်ကျုပ်မစောရမချိတ်ရပါလားကျုပ်ကတက်ပြောနေတာတက်ပြောနေတာနေလို့တော့တယောက်တစ်ခုစကားများကြတယ်မိမချင်းဆိုတော့တိကြတဲ့အတဲ့အပြာလားမပြင်းနိုင်မစည်းနဲ့ငယ်ကျိုးငယ်နာဖော်ကြတရားမကောတယောက်ပြောကြနေပေါ့မကြော့ကညီကငါတို့စီဝါတက်တာကိုမနာလိုနေတာမဟုတ်လားလို့ဇုခနဲ့ဇက်ခနဲ့မိလိုက်တော့မလားစင်ကလည်းမခံပါဘူးစီဝါတက်တာဟုတ်လားဟာရဲချီလိုက်တာဖက်မော်ရေဘက်နောက်ကကြော်ဟိုစီဝါတက်ရအောင်ညီကဘာတွေများဝှရစားရလို့တို့ဘလို့များနေရထဲရလို့တို့ကောင်းမရဲ့ဒီကောင်းရန်ကောင်းတို့ပေါ်တဲချစ်တူပါပဲအရှိဘက်ကန်းကမကျင်းလွာလို့တိုက်နေတာနဲ့ဆိုလဲဟုတ်သေးတော့ငါသာတက်နဲ့နေနိုင်တဲ့အစ်ဆိုရင်ဒီတဲခေါင်တို့ပေါ်မှာညီတို့ကိုမထားဘူးကောင်းတပြေလို့အပြည့်တက်ကြီးဟိထနေအောင်ဆောက်ပြစ်လိုက်မယ်ကောပါလိတော့ကောပါလိအဲ့ဒီကြတော့မှကျုပ်ကဒိုးပြကြီးစီးပြီးအလဲလာရအောင်တယောက်နည်းတယောက်တဲကြီးမဲကြီးပြောဆိုနေလိုက်ကြတာအေယာဝါဒီနေ့လက်ပုံသားကိုတော့သူတို့မကြားနိုင်ကြပါဘူးအဲ့ဒါလို့မလဆေကအညော်ထောက်လိုက်မကြော့ကပြချေလိုက်မကြော့ကလေလို့ပြစ်လိုက်မလဆေကအစ်စ်ခွတ်ချလိုက်နေမိကထိုးချင်တာရော့အနေအရှိုးအဖြစ်မပေါ်သေးဘူးအရှိဘက်ကမှရောအနောက်ဘက်ကမှရောနီးအောင်လက်တွေနဲ့ထိန်ညီနေပြီသူတို့တောင်ကလေးကလေးပေါ်ကအမော်ထဲမှာတော့ခုကြီးခုငယ်အော်ကြတော့အဲ့နာပဲကိုလာဆောင်တော့ကြောက်ကျွတ်အချို့အနေခါရတာတော်ညက်လို့ကျွတ်လူအစော်ကားခါရတာတော့ဟင်းယောက်ျားသားတွေပြလာတော့မိမတွေကငိုကြီးချက်မှနေအတီးတီးအတာကစီးတိမ်ကြတယ်မလားစီရဲ့စကားကိုကြားတော့ကိုလာဆောင်ရဲ့ရည်ထဲမှာဖြီးကနေဖြစ်သွားတယ်တော့ကြောက်တော်ညက်လို့ဖျက်တာဆိုတဲ့စကားလုံးတွေကသူတို့အတော်ကလေးထိသွားတာကိုလာဆောင်ဆိုတာကတငါဘဝနဲ့စတဲ့သူမဟုတ်ပဲငယ်စီကလေးကအေယာဝါဒီမြင့်ကြီးနဲ့ဖက်ပြီးကြီးပြခဲ့တာဆိုပေမဲ့ကိုလာဆောင်ကတောင်သူတယောက်ပါမြစ်ပေကသူတို့ရွာကလေးမှာပဲနန်းလေးစိုက်လိုက်ပဲကလေးစိုက်လိုက်နေလာခဲ့တဲ့သူမြင့်ရည်တွေတိုးတိုင်းသူတို့ရွာကလေးကိုရင်တွေလွှမ်းခဲ့တာရေတွေရောက်သွားတဲ့ပေါ်လာတဲ့နှုံတင်မိကလေးပေါ်မှာထိုရဲ့ဟဲ့ဆက်ပြုတ်ခဲ့ကြတာအခါပေါ်မရင်တွက်နေတော့မှာဘူးအဲ့ဒီလိုထိုလိုက်ရော့လိုက်လှုပ်ရင်းနဲ့ပဲအီယာဝါဒီဟာသူတို့ရွာကလေးကိုဖက်စားသွားခဲ့တယ်လေကားမတွေပြိုညီတွေပြက်ပြီးသူတို့ရွာကလေးတော့နောက်ကိုဆိုးခဲ့ရပြီမဟုတ်လားသူလဲငါးရှာစားရတာပါအခြေအနေကြောင့်သာကိုကန်ခဲ့ရပြီမဲ့ကိုလာဆောင်မှာညီနုကြိုကလေးပေါ်နိုးမျောကိုရီတငါတဲ့ဘဝနဲ့တက်တရှင်နေခဲ့ရတာကြပါဘောတော့ဒီကကြောင့်ညီတို့လီမယာငါတို့ကိုတက်ကျင်းစုကန်တာဒီတောင်ကရုံးကလေးပေါ်မှာကိုလာဆောင်ကအရေးစပြီးတဲထိုးနေခဲ့တာပါနောက်တစ်ပတ်လောက်ကြာမှကိုကြောင့်ညီတို့ရော့လာခဲ့တာလေဒီတို့ကတော့လူသူဝေးတဲ့တောင်ကရုံးကလေးပေါ်မှာကိုတူးတဲ့နေ့စာရီတိုးဖော်ကလေးရဲလို့ရှိလာတာမို့ကိုလာဆောင်ဝါသာခဲ့ရသေးတယ်ကိုကြောင့်ညီတို့တငါတဲ့ကလေးတောင်ဆက်မှာထိုးကက်လာတော့ပစ္စည်းတွေကူချပြီးတဲကလေးကူဆော့ပြီးနေငါရှာတာကအစအရက်တော့ကြတာအဆုံးနှစ်ယောက်သားတရုံရုံနေသူရှိတာကိုစားကိုရှိတာသူကျွေးနေနှစ်တဲကိုတတဲလုံနေကြတာပါအခုမှငါကြီးငါကောက်ရတယ်ရဲ့လို့ငွေကလေးရွှေလာတာနေပဲကိုကြောင့်ညီစကြွလောက်တာကိုလာဆောင်တတိထားမိတာကြပြီသူတို့ဘက်မကမှဒီလိုအသာထွက်လာရင်ကိုဘက်ကလည်းအစစ်တစ်ပဲလို့ကိုလာဆောင်တွေးလိုက်တယ်ဒီမှာလစိန်ဘာမှအာမငယ်နဲ့ငါတို့ကတင်းတို့လိုရေမျောကန်းတွေမဟုတ်ဘူးကိုမှရက်နဲ့ရွာနဲ့ရှိတယ်ဒီနေ့သာမြေနုကြိုးကလေးပေါ်ကြည့်စမ်းပါလားဟင်ကိုလာဆောင်ကအန်တွေတိတိကျထားလိုက်တော့မိကျော်ကြီးတွေများထောင်လို့ကိုလာဆောင်ရဲ့စကားကိုကြားလိုက်တော့မလတ်စီအငူရက်သွားတယ်သူတို့မှအဲ့ဒီမျောနေချက်ကလေးရှိနေသေးတာကိုမလတ်စီမိနေတယ်ဟိုတလောကဈေးတန်းမှာရွာကလူတွေနှွေတွေ့တော့သူ
သူတို့ရွာမှာဒီနေ့မြင်းနုကြိုးကလေးဖော်နေမယ်ထင်လို့ပြောတာသူကြားတာစောစောကသာတတိယလက်မိရင်မိကြော့ကိုဘယ်အရှိုးပေးမှာတော့မြင်းနုကြိုးနဲ့ကြိုင်ပေါက်လိုက်ပါရဲ့မြင်းနုကြိုးပေါ်ရင်ဘာလို့မှလဲကိုလာဆောင်မလာစေကအတက်တရောရှေ့ကိုတိုးလာတယ်မလာစေမေးလိုက်မှပဲကိုလာဆောင်ကအခက်တစ်သွားတော့တာပါမျောလို့သာမျောရတာလေဘာဆက်လုပ်ရမယ်ဆိုတဲ့စီမံကိန်းကချထားတာမဟုတ်တော့စေးစားရကျက်သွားတယ်ညီပေါ်မှာစက်ခေးကလေးဖြစ်ဖို့ဆိုတာအရေးရှိရမယ်လေသူတို့မှာကလက်ချင်ပဲမဟုတ်လားချင်းငါလောက်ရအောင်ကလည်းအတိုးနေပဲရတာလေထိုးဆက်ရမယ့်ကိန်းပဲရှိတယ်စေးစားရကျက်နေတဲ့ကိုလာဆောက်ကိုမလာစီကတော့အကြံကောင်းညာကောက်ပြီးတယ်ဟုတ်ပြီဒီမှာကိုလာဆောင်မြင်ရရင်ကျို့တို့ငါးစားကြမယ်တော့တဲ့ဒီတစ်ခါတော့သူ့မယားမလာစီကိုလာဆောအတော်ကလေးအထီကြီးသွားတယ်သူတွေးမထားတဲ့ထွက်ပေါက်ကမလာစီကဖွင့်ပေးလိုက်တာမဟုတ်လားဒီဘက်ထဲမှာလဲမကြော့ကကိုကြီးချက်မှနေပါပဲကိုเจ้าညီရဲ့မနာလို့ဖြစ်အောင်ညီကဗာညာဝို့စားရလို့တို့တဲ့တဲခေါင်တို့ဘော်ကတဲချစ်တူပါပဲအေးတဲ့ကျို့ဘာပြောပြနိုင်မှာတို့တော့ကိုเจ้าညီကတော့တိုးဝေနေတဲ့ဆလေးကိုပဲဖြစ်ဖွားနေတယ်ကိုလာဆောင်တို့လင်မယားသူတို့ပေါ်မှာအမူအရာတွေပြောင်းနေတာကိုเจ้าညီရင့်မိတာပဲခုတလောအရက်တောက်ချင်းကလွယ်ရင်သူတို့ချင်းမစွဖြစ်ကြတော့ဘူးတခါတလေမြင့်လဲမှာလေချေတွေ့နေတာတော့လမ်းစကားမပြောဖြစ်ကြတဲ့အထိမိမချင်းလဲအစင်မကက်ကြတာကိုเจ้าညီတည်တယ်ဒီမိမတွေရဲ့ပစတွေဟာတနေ့ဒီလိုဖြစ်လာကြလိမ့်မယ်ဆိုတာသူထင်ပြီးနာမှာကိုเจ้าညီတွေးကောင်းနေတော့လက်ကိုပူခနဲဖြစ်သွားတော့မှအစည်းခပါလောင်နေတဲ့ဆင်းလစ်တူတဲလှုပ်ချလိုက်တယ်ငိုမနေစားပါနဲ့မကြော့ရဲ့ငါတို့ကတင်းတို့ထက်တာပြီးသားပါဒီတစ်ခါငါဘွဲ့တာပို့ကြည့်ကဆက်တလို့တေချာဘော့ဝင်နေပါပြီဟာမွေကတိလူပြစ်ခင်ဖြစ်နေလို့သာမိနစ်တို့ကတော့ငါကိုကြည့်တီးဆိုင်ကိုရောက်ခဲ့သေးတယ်အပေါင်ဆုံးဆိုပေမဲ့ခလက်ထဲကပါဖက်ဒရီအုပ်ရဲ့တိခွေကလေးနေငါခွေရဲ့ဝယ်ရမှာမို့ငါငွေဆောင်နေရလို့ပါဟာငွေဆောင်နေရလို့ဟုတ်လားဘသူစီရငွေတို့ကြောင်စီနေမကြောက်ရဲ့ဥတူအမေကြောက်ကိုကြောက်နေဒေါသတွေထောက်ကနေဖြစ်သွားရတယ်ရေထဲကငါးတွေစီကဟိရေထဲကငါးတွေစီကအဟုတ်ဗျာတို့ကဘသူစီရများရက်စရာရှိလိုက်လို့ကိုကြောက်နီလိုချင်တလို့အေတိုင်တငါသမားတယောက်အဖို့ရာကဘသူစီရမှရက်စရာမရှိဘူးဆိုတာသူတို့အတွက်အမှားတရားပဲမဟုတ်လားမိုးကောင်းငင်ပေါ်မှာတင်ညိုတွေကခက်မြမြကြီးကိုရွေ့လျားနေတယ်အယောက်ပြက်လူဆဲနေလို့ကြီးကတော့တင်ညိုတွေအမှဖုံးအုပ်သွားခဲ့ပြီးတန်းပြေပေါင်ကတဲပွေးကလေးတွေတော့ဖြူလွတ်လွတ်အယောက်ကနေခဲဖို့ရောင်မိုင်းလို့မလာစင်ဟာလေးကိုတောင်ဆက်မှာထုတ်ကက်ရင်တစ်ဖက်တဲကိုအရင်လိုက်ကြည့်လိုက်တယ်ဒီနေ့ငါးတန်းမှာမကြော့ဈေးလာရောက်တာမမြင်ဘူးလားသူထင်တဲ့အတဲမှာပဲမကြော့ဟာတန်းပေးကသက်ပြေပေါ်မှာစောက်ကြောက်ကြီးထိုင်ပြီးဆေးလေးပွားနေရဲ့သူ့ကိုကြောပေးထားပြီးမဲ့မကြော့ရဲ့မျက်နှာမူရာဘလို့ရှိနေမယ်ဆိုတာမလာစီအတက်သိနေတယ်ဒါကြောင့်လဲကိုပြည့်ပေါ်မှာထိုင်ပြီးပိုက်ဖာနေတဲ့သူ့ယောက်ျားကိုလာဆောက်ကိုလမ်းအောင်ပြောလိုက်တယ်ကိုလာဆောက်ရင်ဒီနေ့ငါးစီကောက်ချက်ကတော့ရစ်ဆက်တယ်ငစီရိုးတော့900ဈေးနဲ့ရခဲ့သေးတယ်ဟေးဒီနေ့ငါရောက်ရတာအသားအပါဆုံးပဲမလန်းစီရဲ့ခနဲ့တက်တဲ့စကားကိုကြားတော့မကြော့ကိုကြော့ညီကိုပို့ပြီးစစ်တူလာတယ်ခုတလောလေရင်မိုးရင်ပြေးနေတာအကြောင်းပြပြီးကိုကြော့ညီငါရှာလို့မရဖြစ်နေတာကြာပါပြီကောဝေလိုပါတယ်ဆိုကမှငါကရှာသွားလိုက်တာတော့လို့မကြော့ပါစားကနေပြစ်တော့လို့တော့ကိုကြော့ညီကငါကရှာသွားတာမဟုတ်ပါဘူးဟာလူတွေကလောဘကြီးလို့နေတာပါလောဘကြီးတော့ရတဲ့လောက်တင်းမတင်နိုင်ဘူးခါတဲ့လဲဒီလိုပဲရတဲ့အခါရမရတဲ့အခါမရပါဘူးမကြော့ရဆိုတော့မကြော့ကရအောင်ရှာရမှာပေါ့ရအောင်ရှာရမှာတော့အလို့တကယ်အရေးထဲလောဘတွေမောဟတွေလုံနေသေးတယ်တော့ဒါပဲမနဲ့ဖြာငါကြီးမရမချေတော့ပြကိုမလာခဲ့နဲ့လုံအမေထုတ်လိုက်တယ်တကယ်လဲမိုးသာချုပ်ရောကိုကြော့ညီပေါ်မလာသေးဘူးကိုကြော့ညီကိုမျောရတာလဲမကြော့မှာဂျိုင်းဖြစ်နေပြီညစ်ထဲမှာလဲကိုကြော့ညီရဲ့တငါလေးကိုမိုးတော့မမြင်ရသေးဘူးမကြော့က
စိတ်ဆိုးဆိုးနဲ့တဲထဲကကွက်ပြေပေါ်ဝေခွေနေလိုက်တယ်အမေရေအဖေပြန်လာနေပြီမကြောက်တကူလိုဆက်ခနဲ့ဖြစ်သွားပြီမဲ့မထပဲပေအိတ်နေလိုက်တယ်အခြေကမိခွက်ထိုးချေရောက်နေပြီလေကိုကြောက်ညီပြန်လာလို့ငါပါလာရေလဲဘလို့လို့သွားရောက်တော့မလဲမကြော့ရေဟေးမကြော့လာစားမအောင်ငါတွေငါတယောက်တည်းမနိုင်လို့လာကူလိုက်ပါအောင်ကိုကြော့ညီရဲ့အတာကလိုတာထက်ပိုကျဲလောင်နေတယ်တစ်ဖက်တည်းကကြာအောင်ခက်ကြွကြွကလေးမြော့ပြောနေတာဆိုတာတသက်လိုပေါ်လာတဲ့လေရဲ့အတန်ကိုမကြော့ကြက်မိတယ်တကယ်လဲငါတွေမတထွေကြီးငနုတန်းတွေရောငဖန်မတွေရောငဒလဲတိုးတွေရောပြီးတော့ရှေးပေးတာထက်မငယ်တဲ့ငါချောင်းကြီးကတကောင်ကိုကြော့ညီရဲ့ဒါတွေရတာများစောစောပြန်ခဲ့ပါတော့မကြော့မှာအတန်တွေတော့တုံနေတယ်ဒီငါတွေကိုရောက်လို့ရမဲ့ပတ်စံကိုသူသိပြီးသားကဆက်ဖို့ပြည့်ယူအပြေရှန်တော့ထွက်လာဦးမှာမဟုတ်လားဟောဒီကောင်ကြီးတော့ဘောငါမှတနေကိုစောက်ဖတ်နေရတာကူတို့တမဖိုးအင်းကိုတော့အကူညီခေါ်ရသည်မနဲ့ကလေးကဒီကောကြီးကငါ့ကိုလက်စားနေခဲ့တာဟာညနေဆောင်မှအုံမိတော့တယ်ကဲကဲမကျော်ငါတွေကိုစီးပဲတဲ့ထက်ဆန်မနဲ့ကြစောစောကလေးတွားရောက်ကြတာပေါ့ဟာကိုကျော်နီတာကလည်းဝမ်းသာလို့ဆုနေတဲ့အတန်လုံးလုံးကြီးနဲ့မကျော်ကတဲဘေးကတိတ်သားစီးပဲတဲ့ကိုရေလဲပြီးငါတွေထက်လိုက်တယ်လေမယားနှစ်ယောက်စလို့ပျော်လိုက်ကြတာညစာတော့ပေါ့တလားငါတလားမတိလိုက်ကြတော့ပါဘူးမနဲ့လေးတော့မကျော့ကရေဆက်ကိုသွားမျက်နှာတိရင်ငါစီဘဲကိုငုတ်ကြည့်လိုက်တော့မှပြဿနာကပေါ်တော့တာပဲစီဘဲထဲမှာငါတကောင်မှမရှိတော့ဘူးငါကြောက်ပါစီဘဲပြက်ကိုကြက်တေတေကြည့်ရင်ခဏနေတော့မှထအော်တယ်ကိုကြော့ညီရေဒီမှာငါတကောင်မှမရှိတော့ပါလားတော့ဆူဆူဝါဝါအောင်ချလိုက်တဲ့မကြော့အတန်ကြော့ကိုကြော့ညီဒီမကပါဘူးတစ်ဖက်တည်းကကိုလာဆောင်လို့လင်မရပါအကိုလိုနိုးကိုကြတာပါပဲဟေးဟုတ်ပါရဲ့ဘလို့ဖြစ်တာပါလေငါတွေကတော့ခြေတော့ပေါက်ပြီးမြစ်ထဲခုတ်မချပါဘူးကိုကြော့ညီဘာမှမစင်စားတတ်အောင်ဖြစ်နေတယ်မကြော့မှာတော့စီပဲဟောင်းလောင်းကြီးကိုကန်ရင်ငိုတော့မလို့မျက်နှာနဲ့မက်လို့ပါတစ်ဖက်တည်းကမလစီကလည်းတအားတော်နေစီပဲကြီးကိုလာငိုကြည့်တယ်တကယ်ပဲစီပိုင်ထဲငါတကောင်မှမမြင်တော့မလစီစဝေးစဝါတော့ဖြစ်သွားရတယ်မကြော့ကမတင်ကားနဲ့မျက်လုံးတွေနဲ့မလစီကိုကြည့်ရင်မနစ်ကမှစီပဲတဲ့ထက်ထားတဲ့ငါတွေမနဲ့လေးတော့ပျောက်ကုန်ပြီအရက်ကတို့ရေကျို့တို့ရေလေကောင်ကတဲကိုတခိုးခိုးခါရပါလာအတော်တို့ရေတအားဟိတ်ငိုလိုက်တော့မလစီမှာလက်ဖြတ်သွားတယ်ရောက်ရပြီးဘေဘီကိုလက်ကြည့်မိသေးရဲ့မကျော်စကားကဘာစကားလဲဆိုတာမလစီသိတာပေါ့ဒီမှာမကျော်ငါတို့လည်းဒီတဲထဲကတဖွားမှမရွှေ့ရသေးဘူးညီတို့မကြည်နဲ့ရင်လာရှာကြည့်လိုက်ကြငါတို့ကိုတခိုးလို့တော့မဆွဆွဲနဲ့ညီငါကတေရမပါဘူးအေးတခိုးဟုတ်တယ်ညီတို့ပဲဒီနေရာမှာဘသူရှိသေးလို့တော့ဟေးအယုတ်တမာတွေမကျော်ကထမီတိုတိုပါအောင်ဝတ်တက်ပြီးမလစီကိုဆွဲလို့မယ်ပြင်တော့ကိုကြော့ညီကတားတယ်မလစီကလည်းလန်ဆန်းဆိုတဲ့ပုံမျိုးနဲ့အစ်စ်ပြေထားတယ်ဒီလောက်ရိုးရင်းဆန်ခါဖြစ်နေကြတာကိုမတုံမလောက်ရှိနေတာကတော့ကိုလဆောင်ပါပဲဝါလုံးထဲမှာလာထားတဲ့ပက်ကိုယူပြီးသူ့လေကလေးစီကိုသွားတော့တာပဲဒါကိုမြင်လိုက်တဲ့ကိုကြော့ညီဟာဒေါသတွေဆော့တက်လာတယ်ဒါပေမဲ့ခဏတွင်းမှာပဲသူ့တော်သားကိုပြန်ထေးချိုးပစ်လိုက်တယ်လက်ဆုပ်လက်ကဲမရှိဘူးမဟုတ်လားမလစင်ကတော့သူ့တဲတဲကပစ္စည်းတွေကိုစလုံးမကြဖာတော့မကြတုံမော့ပြနေလေရဲ့တကယ်တော့သူတို့ရဲ့တငါတဲကလေးတွေမှာငါဝက်ထားစရာနေရဆိုတာတကယ်လည်းမရှိပါဘူးအလိုဒလာဟာငါတွေကိုမြစ်ထဲသွပြစ်လိုက်တာပဲဖြစ်ရမယ်လို့ကိုကြော့ညီအတက်တွေးလိုက်တယ်ရှိပါစေတော့မကြော့ရငါပဲဟာညစ်ကြီးရှိနေတဲ့၍ရှာလို့ရပါသေးတယ်ငါနှစ်ဆတိုးပြီးကိုပြည့်ယူပေါ့ပြောရင်ကိုကြော့ညီကကိုလဆောင်ကိုလက်ကြည့်လိုက်တော့လေကလေးကိုကျိုးဖြင်နေပြီဟေးလဆောင်ထွက်တော့မလို့လားကိုကြော့ညီကမကြော့ကိုလွတ်လိုက်ပြီးကိုလဆောင်စီကိုသွားတယ်ကိုလဆောင်ကမကြမ်းဟန်ပြုတ်ပြီးလေကလေးကိုကမ်းပေါ်ကနေချနေပြီးကိုကြော့ညီနားကိုရောက်လာမှမရဲတရဲမောက်ကြည့်ရင်လဲတော့မလားဟေးကြော့ညီလို့အတန်ထင်းပြီးမေးတယ်ကိုကြော့ညီကခက်တေးတေးတစ်ချက်ဆက်ကြည့်လိုက်တော့ကိုလဆောင်ကခေါင်းငုတ်သွားတယ်သွားနေလဆောင်ရင်လေကို
ဦးလက်ပြီးထွက်သွားတဲ့ကိုလာဆောင်ရဲ့ကြောပြည်ကိုကြည့်ရင်တခုခုတော့လုံမဖြစ်မယ်လို့ကိုကြောက်ညီတွေးတယ်မုံသားတရက်တွေကဆေးလာနေပြီကိုကြောက်ညီမှာငါဆိုလို့ဟိုတီပတိမရသေးဘူးစကြက်ပြောပြီးရှာပေမဲ့ငါတွေကလေသာမိုးသာကြားလို့လားမသိဘူးတကောမှပွက်မလာသေးဘူးလေရင်မိုးရေကလည်းနေ့လယ်ကြီးကလေးကမုံမဲနေတော့တာသလားလေကြရီတော့ငါရှာရခက်တော့မယ်ဒီထက်များမိုးရောလေရောရက်ဆက်စွာနေရတော့သွားပြီကိုကြောင့်ညီကပလုံစီနေတဲ့ရေကရက်ကလေးပေါ်ကိုကြီးအုတ်ချလိုက်တယ်ဘာငါမှတို့ဖို့မရပါဘူးကိုအတာရုပ်လိုက်တော့ရှွနေတွေနဲ့ငါတင်းငါမွာတကောင်စနှကောင်စတာပါလာတယ်စိတ်ကလည်းမပါခံပြင်းတဲ့စိတ်ကလည်းဖြစ်နေဆိုတော့ခါနဲ့ကိုပြည့်ရတယ်လို့လက်မတွေ့ဘူးဒါနဲ့ပင်ကားမချင်းကမျက်တောက်ဆက်လီချင်ပြီးဆေးထဲပွားနေလိုက်တယ်ဆေးပွားကြီးနဲ့မင်းညကစီးပဲတဲ့ကငါးတွေအကြောင်းကိုစဉ်းစားနေတယ်ငါးတွေဘယ်ရောက်သွားတယ်လဲဘယ်သူလက်ချက်ဆိုတာရှေဝေးဝေးစဉ်းစားနေစရာမလိုပါဘူးအိဒရီပြက်နေတဲ့လှဆောင်ရဲ့မျက်နာကတက်တေခံနေပြီပဲဒီကောင်ဒီလောက်ဆေးရုံမှာမွေးလိမ့်မယ်လို့သူမထင်ခဲ့မိဘူးမင်းညတုန်းကအရက်ဝဲမှာစီးပဲထဲကငါးတွေရောက်လိုက်ရင်သူကဆက်ဝင်နေပြီလို့ပြောလိုက်မိတာကူကသူ့မှာပါဒီကိစ္စကိုတင်းနေမရလက်စင်းတော့တိဖို့မရဘူးမိမလောက်တော့စစ်ထားမကောင်းတဲ့လက်ဆောင်ကိုလက်စားချင်ဖို့ဟာသူ့ခေါ်ထဲမှာရှိနေတယ်သူစဉ်းစားနေတော့မှပဲမိုးဆက်မုံကလေးတွေတဖွဲကြလာတယ်ငါမရချင်နေမိမတဲကိုမမြနိုင်ဖြစ်နေရင်ဒုက္ခဆိုပြီးကိုကြောက်ညီလေးကိုပြန်လော်ခဲ့တယ်မိုးလေကောင်းတာကသူတို့အတွက်မကောင်းဘူးမနဲ့ပဲကလေးအခြေလူပြီးငါရှာနာတော့ဟေးဘုံကျွေးဖို့ကလေးမရချင်ဘူးညနေပိုင်းမှာဆိုလေကပုံမလာနေတော့တာစုထားတဲ့ကဆက်ဖို့ကလေးကတဖြည်းဖြည်းနဲ့ပက်လာတယ်အခုတော့တောင်ကရုံးပေါ်ကတငါတဲကလေးနှလုံးဟာမိုးဆက်မုံတွေအောက်မှာပြဝတ်လို့ပါတောင်ပြေတကွေးလုံးစွန်းနေတဲ့ကြားကတဲကလေးနှလုံးစီကမိခုံဝေးတွေကတော့ဥထွက်နေတော့မှာကိုကြောင့်ညီဟိုဘက်တဲကကိုလာဆောင်တို့မြင်းနုကြိုရလို့တဲ့တော့ဘာလှလက်တာတော့တကယ်တည်းနေ့လယ်ကစေးနှမ်းမှာလှစီပြောနေတာကြားတာပဲတော်စားမှမိကြောက်ရသူတို့ဟာသူတို့ဘာကြီးတွေရငါတော့အာမကြပါတင်းတို့လိုရီတာခိုအချောင်လက်ကန်တဲ့သမားမဟုတ်ဘူးအေးကြောင့်ညီတို့ပွဲကြရည်တော့လာမရွေးဘူးဆိုတာနေတိထားကိုကြောင့်ညီကပြောဆိုထရမှာထိုးထားတဲ့ဓမြောင်ကိုအိယာဘေးကြစ်တေပြီးလဲချလိုက်တယ်ဒီလိုဆိုတော့လဲမကြောက်မျက်လိုပြူသွားရတယ်ကိုကြောင့်ညီတော့လက်လိုချင်လို့တော့မလုပ်နဲ့နော်ကျိုးတို့မှာတော့ကိုပဲအားကိုနေရတာကလေးတွေမျက်နှာလဲထောက်အောင်ကိုကြောင့်ညီကတော့ဘာမှပြန်မပြောတော့ပါဘူးမကြော့လဲစစ်မတက်မတာနေပဲမိခွက်ကိုဖုံးခနဲမုံကြီးပြစ်လိုက်တယ်အဲ့ဒီညကကိုကြောင့်ညီအရက်သွားမတော့ဘူးကိုလာဆောင်ကခေါင်တော့နေမကောက်လို့ဘာကွာလို့ပဲလေသာပြော့ကလေးနေဖြေလိုက်တယ်ရီတဲ့ကတော့တင်းကိုအစေးလိုက်ဝါစာပြစ်လိုက်ချင်နေတာပါဟာလက်စင်ရီဒီမှာကိုကြီးစုံနေပါလားဟာမနဲ့မိုးလေးချေတစ်ဖက်တည်းကကိုလာဆောင်ရဲ့အောင်သားကြီးကိုကြားလဲရတယ်ကိုကြောင့်ညီကတော့အိယာထဲကနေပြုံးနေလိုက်တယ်မကြော့ကတော့မိမပီပီတဲ့အပြစ်ထွက်ဆက်စုပြီးလမ်းကြည့်လိုက်သေးတယ်ဟုတ်ပါရဲ့တော့မနစ်ညကကျွလန်တို့ကအကောင်းကြီးပါဟင်ဓာရတော့ဓာရဒါတမီတက်ဓာနဲ့ထိုးခွဲပြီးဖျဲသွားတာရုံးမာလိုက်တာတော့မကြော့အတော်အံ့ဩသွားတယ်သူတို့နေနဲ့လူမရောက်သူမရောက်တောင်ကရုံးလေးမှာတပတ်အတွေ့ခုံးမှုနဲ့ပြက်စီမှုနှစ်ခုဖြစ်သွားတာမဟုတ်လားဒီတောင်ကရုံးဒီတက်ကလေးနှလုံးကိုဘယ်ကများလာပြီးဂျိုဆိုးထိုးနေပါလေဟေးမိကြော့နစ်လင်ရောမကြော့ဖြက်ခနဲတုံသွားတယ်ကိုလာဆောင်ရဲ့ဒေါ်လာမျက်နှာကြီးကိုကြည့်ရင်ကြောက်လာတယ်ကိုကြောင့်ညီဟာတက်ကလေးတွေထဲကနေအေးစစ်စစ်ပဲထွက်လာတယ်ဘာဖြစ်လို့လဲလာဆောင်ရအဲ့မှာမင်းကမတိချင်ရောက်ဆောင်လို့ငါကိုမင်းဖြက်စီးပစ်လိုက်တာမဟုတ်လားဒီလိုပြောလို့ဘယ်ရမလဲကွာမင်းညီလို့လားဟိကောင်ဒီတောင်ကရုံးကလေးပေါ်မှာငါတို့တဲနှလို့ရှိတာမင်းမဟုတ်လို့ဘသူဖြစ်မလဲကွာကိုကြောင့်ညီကမခတ်ပြုံလိုက်တယ်အေးမင်းပြောတာဟုတ်တာပဲဒီတောင်ကရုံးကလေးပေါ်မှာတို့တဲကလေးနှလုံးပဲရှိတာအေးငါစီးပိုင်ထဲကငါတွေပြောတာလေဒါဆိုရင်မင်းလက်ချက်ပေါ့
သူတို့နှစ်ယောက်တယောက်ကိုတယောက်ဆူဆူဝါဝါကြည့်ကြတယ်လက်တီးတွေကြစ်ကြစ်ပါအောင်ဆုံရင်မန်းဆောင်နေလိုက်ကြတာအကြကြီးမိမတွေကကိုယ့်ယောက်ျားကိုကိုဆွဲဖို့ပြေကြတယ်ဒါပေမဲ့သူတို့ရဆက်မဖြစ်ကြပါဘူးအခုတော့ဒီတောင်ကလေးကြီးကြီးကလေးကိုပဲနှစ်ဦးသဘောတူစီချလိုက်ကြပါပြီတောင်ရဲ့ဟိုဘက်ဆိုဒီဘက်ဆိုရေဆက်ဆက်မှာဝါလုံးတိုင်တွေဆက်ပြီးအလဲတက်တက်ကပလတ်စတစ်ကြိုးတားလိုက်ကြတယ်ကျိုးနာပေါ်မှာကျွတ်ကျွတ်အိတ်ကလေးချီထားတယ်လေတိုက်လိုက်တဲ့တစ်ဖြက်ဖြက်ခံနေတဲ့ကျွတ်ကျွတ်အိတ်ကလေးတွေဟာတချို့ကစွတ်ပြဲတော့ကုန်ပါပြီကိုလာဆောင်လဲမြင်းနိကျိုးတတိစာမြင်ငါရငွေကလေးนี่ကိုအစ်စ်တလက်ဝယ်လိုက်ရတယ်ကိုเจ้าညီကလည်းပဲထွက်သွားတဲ့ငွေကလေးအတွက်အစာရှာမဖြစ်နိုင်သေးဘူးအခုထိလည်းဘယ်သူမှကဆက်တယ်လို့မဝင်နေကြသေးပါဘူးအဝင်းကနေလမ်းကြည့်ရင်တောင်ကလေးကလေးပေါ်မှာတဲနှလုံးအပြေကျွတ်ကျွတ်အိတ်ကျိုးနာကလေးပါမြည်ကြရမှာပါကလေးတွေကတော့ဘာနာလိုက်မှာတော့ကျိုးနာကိုကစားစရာအမေ့ပြီးကျွတ်ကျွတ်အိတ်တွေကိုတစ်ဖြက်ဖြက်နဲ့ရက်ဆော့နေကြလေရဲ့မိမတွေကတော့တယောက်ကအရှိဘက်ကန်းငါးသွားရောက်ရင်တယောက်ကအနောက်ဘက်ကန်းကိုသွားရောက်နေကြပြီကိုเจ้าညီနဲ့ကိုလာဆောင်ကတော့သူတို့တောင်ကလေးကလေးပေါ်နောက်ထပ်ဘလို့အမှုမျိုးဖြစ်လာအောင်မလဲဆိုတာစောင့်ကြည့်နေကြတော့ခါတဲ့အရက်တောက်ထက်ရေးတွဲတောက်နေကြလူနှစ်ယောက်ကတကွဲတပြားစီဖြစ်ကိုတော့လူတွေဘလို့ဖြစ်ကြဒါလဲပေါ့ဘာပြဿနာတက်ကြလို့လဲပေါ့ဒီတော့သူတို့အဖြေတွေကစီဝါပြေကြတာပါပြတဲ့လေမတိချာမရင်ရတဲ့မြစ်လေကျိုးတောင်ကလေးကလေးပေါ်မှာစွတ်တီစွတ်ချာတဲကလေးနှလုံးနဲ့နေကြသူတွေကစီဝါပြေကြတာလေဆိုတော့လူတွေကရဲတယ်ပြေချေလို့သာပြေနေကြတာပါလက်ထဲကိုတလက်စီရှိနေကြပြီမဲ့ရေထဲကငါလဲတေချာတာမဟုတ်ဘူးသူတို့နေတဲ့တောင်ကလေးကလည်းမြစ်ရီမတိုးခင်တော့တေချာတာလေပြီးတော့အီယာဝါရီမြစ်ကြီးကိုတိုင်းတာကောတေချာရဲ့လားပလတ်စတစ်ကြိုးစီချထားတဲ့တဲကလေးနှလုံးစီကတိုတေးဆိုးအောင်တချင်းတန်လဲခုထိမကြားရသေးဘူးအမှတ်118စက်တင်ဘာ1999ရွှေအမြုတင်မဂ္ဂဇင်း